အယောင်ဆိုတာတကယ်မရှိဘူးလို့ပြောရင်သင်ယုံမလားကျွန်တော်တို့မြင်နေရတဲ့တတန်ရောင်စုံကဘာကြီးဟာတကယ်တော့အဖြစ်လောကမှာမရှိပဲသင်အုံနောက်ကဖန်တီးလိုက်ကြစိတ်တစပုံရိပ်တတန်ဖြစ်ပါတယ်ယူဘဗေရာနဲ့အုံနောက်အယောင်ကျော်တိတ်ပံရှုထောင့်ကနေကြည့်ရင်စကြဝဠာကြီးဟာအယောင်အသွေးလုံးဝမရှိတဲ့ဟင်းလင်းပင်ကြီးတန်ဖြစ်ပြီးအယောင်ဆိုတာသင်အုံနောက်ခေါင်းခွေတွေကအသားဆိုင်ကြီးကဘာသာပြန်ပေးလိုက်တဲ့ရလဒ်တစ်ခုပါပဲအပြင်လောကမှာတကယ်ရှိနေတာက electromagnetic radiation လို့ခေါ်တဲ့လျှက်စစ်တန်လိုက်ဖြာထွက်မှုလို့ခေါ်တဲ့စွမ်းအင်လိုင်းတွေပဲဖြစ်ပါတယ်အဲ့ဒီလိုင်းတွေမှာအယောင်မရှိပါဘူးလိုင်းရလျာ900နာနိုမီတာကိုအုံနောက်ကအနီလို့အမီတက်ပေးပါတယ်လိုင်းရလျာ400နာနိုမီတာကိုလို့ခရိုင်းရောင်လို့ဘာသာပြန်ပေးပါတယ်အတန်လိုင်းမှာအယောင်မရှိသလိုအလင်းလိုင်းတွေဟာလည်းစွမ်းအင်တုံခါမှုတတ်တတာဖြစ်ပါတယ်ကျွန်တော်တို့အယောင်မြင်ရတာဟာမျက်လုံးတွေက cone cells လို့ခေါ်တဲ့ cell 3မျိုးကြောင့်ပါအဲ့ဒီ cell တွေကအလင်းလိုင်းတွေကိုဖမ်းယူပြီးအုံနောက်စီလျှက်စစ်အချက်လန်လှိုင်းတွေပို့လိုက်တဲ့အခါမှသာအုံနောက်ကအယောင်ဆိုပြီးစီးချယ်ပြလိုက်တာပါတဲ့အုံနောက်မရှိရင်ဒီစကြဝဠာထဲမှာဘာအယောင်မှရှိနေမှာမဟုတ်ပါဘူးဒါဟာအနက်ရှင်ဆုံးတိပံပုတ်စာတစ်ခုပါကျွန်တော်မြင်နေရတဲ့အနီးခံစားချက်နဲ့တဲ့အုံနောက်ထဲကအနီးခံစားချက်ဟာတကယ်တည်းတူရဲ့လားဖြစ်နိုင်တာကကျွန်တော်မျက်စိထဲမှာမြင်ရတဲ့အနီးဟာတင့်မျက်စိထဲမှာအပြာဖြစ်နေနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နှစ်ယောက်လုံးကငငယ်ကတည်းကဒါကိုအနီလို့ခေါ်ရမယ်လို့သင်ငယ်ရလို့သာသဘောတူနေကြတာပါဒါကို inverted spectrum paradox လို့ခေါ်ပါတယ်2015ခုနှစ်မှာနာမည်ကြီးခဲ့တဲ့အင်ဂျီအယောင်ပြဿနာအပြာအမြဲနဲ့အဖြူရွှေဟာအုံနောက်ရဲ့ color constancy ကြောင့်ပါသင်အုံနောက်ကပုံမှန်ချင်းအလင်းကိုတွက်ချက်ပြီးဒါဟာဘာအယောင်ဖြစ်ရမယ်လို့အကောင်းဆုံးခန့်မှန်းချက်ကိုဒါပြသပေးတာဖြစ်ပါတယ်လူသားမှာအယောင်ဖန်ဆဲလ်3မျိုးပဲရှိပေမဲ့ mantis shrimp လို့ခေါ်တဲ့ပဇွန်ထုတ်တစ်မျိုးမှာ12မျိုးကနေ16မျိုးအထိပါရှိပါတယ်သူတို့မြင်ရတဲ့အယောင်အသွေးစုံလင်မှုကိုလူသားအုံနောက်နဲ့စိတ်ကူးယဉ်ကြည်လို့တောင်မရနိုင်ပါဘူး